ဒီတစ်ခါဗီဒီယိုမှာတော့ MCU မှာမကြခင်မိတ်ဆက်တော့မယ်ဒေါက်တာဒွန်းရဲ့ original power တွေကိုပြောပြပါမယ်။ဗီဒီယိုကိုအဆုံးထိမကြည့်ချင်ဘူးဆိုတဲ့သူတွေအတွက်ဒေါက်တာဒွန်းကိုတရားနဲ့အဓိပ္ပာယ်ဖွင့်ရရင် Tony Stark နဲ့ Reed Richards လို genius ဖြစ်မှုရဲ့ Doctor Strange လို magic ကျွမ်းကျင်မှုကိုတယောက်တည်းမှာပေါင်းထားပြီးသူမှန်တဲ့ထင်တဲ့အရာကိုလုပ်ဖို့အတွက်ရှိသမျှအကုန်လုံးကိုစရိရဲတဲ့ကောင်လို့ပြောလို့ရပါတယ်။ Intro တွေဝင်တော့ပဲနဲ့ channel ကို subscribe လုပ်ပြီး VPN ခန့်ကြည့်ပေးခြင်းဖြင့်တစ်ဖက်တစ်လမ်းကနေကူညီနိုင်ပါတယ်။အဲ့တော့ဗီဒီယိုလေးကိုစလိုက်ရအောင်။ဒေါက်တာဒွန်းရဲ့ origin ကိုမစခင်ဒွန်းရဲ့စိတ်နေစိတ်ထားကိုအရင်ပြောရပါမယ်။ဒေါက်တာဒွန်းကသူတယောက်တည်းကပဲကဘာကြီးကိုကယ်တင်ဖို့အတွက်ငြိမ်နဲ့ခွန်အားရှိရဆိုပြီးအဲ့ဒါကြီးနေတဲ့သူတယောက်ပါ။အဲ့ဒါကြောင့်ပဲဒေါက်တာဒွန်းကကဘာကြီးနဲ့ universe ကိုကယ်တင်ဖို့အတွက်မှားတဲ့လမ်းဖြစ်နေရင်တော့မှရအောင်ရှောက်မဲ့သူဖြစ်လာပါတယ်။ဒီလိုပြောလိုက်လို့ဒေါက်တာဒွန်းကလူဆိုလို့ထင်မှားပါလိမ့်မယ်။ဒေါက်တာဒွန်းကစိတ်ကျန်းထူချမ်းပုံပြနေပေမဲ့ဒွန်းကသူ့အမေရဲ့တိတ်ဆုံးမှုကြောင့် emotional trauma ရနေတဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒေါက်တာဒွန်းရဲ့စိတ်သဘောကအဆုံးသတ်မှာ agent ပြည့်စုံတဲ့ကဘာတစ်ခုဖြစ်လာဖို့ပါပဲဒီလိုကဘာကြီးကိုရဖို့အတွက်လည်းတခြား universe တွေကိုဖျက်ဆီးရမယ်ဆိုရင်တော့ဖျက်ဆီးမဲ့ကောင်မျိုးဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲဒေါက်တာဒွန်းကသူများရဲ့အတွက် feeling ဖြစ်သွားပေမဲ့သူ့အမြင်မှာတော့လိုအပ်တဲ့ creation တယောက်ဖြစ်တယ်ဆိုပြီးတော့ထင်နေခဲ့တာဖြစ်ပါတယ်ဒေါက်တာဒွန်းရဲ့ origin ကိုဆက်ပါမယ်ဒေါက်တာဒွန်းကို1962ခုနှစ် Fantastic Four issue 5မှာစပြီးမိတ်ဆက်ခဲ့ပြီးတော့ Fantastic Four အပါအဝင် hero တော်တော်များများရဲ့ရန်သူဖြစ်ပါတယ်ဒေါက်တာဒွန်းကို Liberia မှာမွေးခဲ့ပြီးတော့ဒွန်းကမွေးကလေးကညံကောင်းပြီးတော့ science ကိုယူသက်တဲ့သူတယောက်ဖြစ်ပါတယ်။ဒေါက်တာဒွန်းရဲ့အမေကလည်း magic user တယောက်ဖြစ်ပြီးတော့သူ့ရဲ့လူမျိုး gypsy တွေကိုကာကွယ်ပေးတဲ့သူတယောက်ဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းက Liberia မှာအုပ်ချုပ်တဲ့သူတယောက်ရှိပါတယ်။ဒေါက်တာဒွန်းအမေက Liberia ရဲ့အုပ်ချုပ်သူကိုဖျိုးချဖို့အတွက်ပိုစွမ်းကြီးတဲ့ magic power အတွက် Miss Pito နဲ့အပေးယူလုပ်ခဲ့ပါတယ်။တိုက်ပွဲမှာဒေါက်တာဒွန်းရဲ့အမေကစွမ်းအားကိုမထိန်ချုံနိုင်တော့ဘဲနဲ့အပြစ်မဲ့တဲ့သူတွေကိုပါတတ်မိသွားတာကြောင့်လန်သွားပြီးတော့သူ့အစွမ်းကိုထိန်ချုပ်ရင်းနဲ့ဒွန်းအမေလည်းသေသွားပါတယ်။ဒေါ်မေရဲ့ဝိညာဉ်ကိုတော့ Miss Pito ကယူသွားပါတယ်။ဒေါက်တာဒွန်းကသူ့အမေရဲ့တည်ဆုံမှုအတွက်သူ့ကိုယ်သူအပြစ်တင်ပြီးတော့ science နဲ့ magic ကိုပို့ပြီးလေ့လာခဲ့ပါတယ်။ဒေါက်တာဒွန်းကပညာနဲ့ပါရမီပါတာကြောင့်နယူးယောက်မှာပညာတော်သင်လာခဲ့ရင်းနဲ့ Reed Richards နဲ့စပြီးတွေ့ပါတယ်။ကျောင်းတက်နေတော့ဒွန်းကဆက်တစ်ခုကိုတီထွင်ခဲ့ပါတယ်။ဒီဆက်က energy တွေထွက်လာရင်းနဲ့တခြား dimension တွေကိုသွားလာနိုင်ပါတယ်။ဒေါက်တာဒွန်းကဒီဆက်နဲ့သူ့ရဲ့အမေရဲ့ဝိညာဉ်ကို Miss Pito လက်ကနေပြန်ကယ်ဖို့ဖန်တီးခဲ့တာပါ။ဒေါက်တာဒွန်းကဒီဆက်ကိုစပြီးသုံးမဲ့အခါမှာ Reed Richards ကဆက်ကမကောင်းသေးတော့အရင်ဆက်သက်ဖို့ပြောခဲ့ပေမဲ့ဒွန်းကဝင်ပြီးဖွင့်လိုက်တဲ့အခါမှာဆက်တစ်ခုလုံးပေါက်ကွဲသွားပါတယ်။ဒီပေါက်ကွဲမှုကြောင့်ဒွန်းရဲ့မျက်နှာလည်းပျက်စီးသွားပါတယ်။ဒေါက်တာဒွန်းကသူ့မျက်နှာပျက်စီးမှုနဲ့သူ့ရဲ့ဆက်ကိုဖျက်ဆီးမှုအတွက် Reed Richards ကိုပဲအပြစ်တင်ခဲ့ပါတယ်။နောက်ပိုင်းမှာဒွန်းကတောင်တစ်ခုပေါ်ရောက်သွားရင်းနဲ့တောင်ပေါ်ကဖုန်းကြီးတွေကဒွန်းကိုဆက်တော့အာမတစ်ခုလုပ်ပေးခဲ့ပါတယ်။နောက်တော့ဒေါက်တာဒွန်းက Liberia ကိုပြန်ရောက်လာပြီးတော့သူ့နိုင်ငံရဲ့အုပ်ချုပ်သူတယောက်ဖြစ်လာပါတယ်။နောက်တစ်ခုအနေနဲ့ဒေါက်တာဒွန်းရဲ့ပါဝါကိုဆက်ပြောပါမယ်။ Secret War Comic Storyline မှာဒေါက်တာဒွန်းကဘီယိုနာရီရဲ့အစွမ်းကိုယူခဲ့ပြီးတော့ God Emperor ဒွန်းဖြစ်လာပါတယ်။ဒီ comic ထဲမှာဒေါက်တာဒွန်းက Phoenix Force ရှိနေတဲ့ Cyclops ကိုလည်းလေဘိညှက်ပြီးတတ်နိုင်တဲ့အထိကြမ်းပါတယ်။ဒေါက်တာဒွန်းကသူ့နိုင်ငံမှာဘယင်ဖြစ်ပေမဲ့တခြားနိုင်ငံတစ်ခုကိုလည်းကျူးကျော်ပြီးဖျက်ဆီးဖို့တွေးပူပါတယ်။အဲ့ဒီနိုင်ငံက Wakanda ဖြစ်ပါတယ်။ဒေါက်တာဒွန်းကဒွန်းမော့ကိုဖန်တီးခဲ့ပြီးနာလိုက်တွေအများကြီးနဲ့ Wakanda ကိုသွားလို့ရအောင်လုပ်ခဲ့ပါတယ်။ Wakanda ကိုရောက်တဲ့အခါမှာဒေါက်တာဒွန်းက Vibranium တွေကိုစွမ်းအားမင်းအောင်လုပ်ပြီးတော့ဘာမှသုံးလို့မရတော့အောင်လုပ်ခဲ့ပါတယ်။နောက်တစ်ခုအနေနဲ့ဒေါက်တာဒွန်းကဒေါက်တာစထရင်းရဲ့ Sorcerer Supreme ကိုအစားထိုးနိုင်တဲ့ character တယောက်ဖြစ်ပါတယ်။ဒေါက်တာဒွန်းကဒေါက်တာစထရင်းလိုမျိုး magic သုံးနိုင်ပြီးတော့ add magic ကိုပဲအဓိကသုံးနိုင်ပါတယ်။ magic အစွမ်းနဲ့နတ်ဆိုးတွေကိုလည်းဆင့်ခေါ်ပြီးတော့တခြား dimension တွေကိုလည်းသွားလာနိုင်ပါတယ်။ dimension နဲ့ခီးသွားလာမှုမှာတခြားသူတွေတောင်မသွားနိုင်တဲ့ dream realm ကိုလည်း AC သွားလာနိုင်ပါတယ်။ဒေါက်တာဒွန်းကသူ့ရဲ့ magic ကိုသုံးပြီးတော့ healing လည်းပြန်လုပ်နိုင်ပါတယ်။ဒေါက်တာဒွန်းက magic တစ်ခုပဲကျွမ်းကျင်တာမဟုတ်ဘဲနဲ့နီးပညာနဲ့ပတ်သက်လာရင်လည်းအရင်ညံကောင်းတဲ့သူဖြစ်ပြီးတော့သူထွင်ထားတဲ့ဒွန်းဘော်တိုင်းကလည်းသူ့ကိုယ်သူဒေါက်တာဒွန်းအစ်စ်တော်ထင်နေကြပါတယ်။ဒေါက်တာဒွန်းက Reed Richards တာမလုံးနိုင်တဲ့အရာဖြစ်တဲ့သက်သိန်းကိုလည်းလူပုံစံပြင်ရအောင်ကူပေးနိုင်ခဲ့ပါတယ်။ဒေါက်တာဒွန်းက time machine ကိုလည်းတယောက်တည်းတည်ထွင်နိုင်ခဲ့ပြီးတော့ခင်းရဲ့ time machine ကလည်းဒေါက်တာဒွန်းရဲ့ time machine ကိုယူသုံးတာဖြစ်ပါတယ်။ဒွန်းဘော်တွေကဒေါက်တာဒွန်းအစ်စ်အတွက်လိုအပ်ရင်စတေးပေးဖို့ဖန်တီးထားတာဖြစ်ပြီးတော့တကယ်လို့ဒေါက်တာဒွန်းတည်သွားရင်တော့မှပြန်အသက်သွင်းဖို့လုပ်နိုင်ကြပါတယ်။ဒေါက်တာဒွန်းက electrical နဲ့ mechanical ဘိုင်းနဲ့ကျွမ်းကျင်ပြီးတော့ Tony Stark ကတောင်လေးစားရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။မတူညီတဲ့ rounds နဲ့ reality တွေရဲ့အသိပညာလည်းအများကြီးရှိနေပြီးတော့ဒေါက်တာဆိုတဲ့နာမည်အတိုင်းအုံနောက်အသေးစားခွဲစိတ်မှုမှလည်းဆရာကြပါတယ်။ comment တစ်ခုမှာဒေါက်တာဒွန်းက Hawk ရဲ့အုံနောက်ကိုခွဲစိတ်မှုပြုလုပ်ခဲ့ပြီးတော့ Hawk နဲ့ Banner ကိုခွဲထုတ်ပေးနိုင်ခဲ့ပါတယ်။ Martial Art လည်းကောင်းကောင်းတက်ပြီးတော့ကမ္ဘာပေါ်မှာအကောင်းဆုံးထားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ hand to hand combat မှာတသိန်းကိုလည်း AC ချနိုင်ပြီးတော့ Daredevil ကိုတော့အသာလေးနိုင်ခဲ့ပါတယ်။ Captain America ရဲ့ထိုင်းကိုလည်း tissue တစ်ခုလို AC လုံးနိုင်ခဲ့ပြီးတော့ Black Panther ကိုလည်း close combat မှာအနိုင်ရဦးပါတယ်။ Death Master ကိုလည်းဒေါက်တာဒွန်းကစွတ်မပါပဲချဦးပါတယ်။ဒေါက်တာဒွန်းက combat ဘိုင်းမှာကျွမ်းတာမဟုတ်ဘဲနဲ့ weapon power လည်းအရင်ကောင်းပါတယ်။ဒေါက်တာဒွန်းက Emma Frost နဲ့ Pepperman တို့ရဲ့စိတ်ညှို့တာကိုလည်း AC တောက်ခံနိုင်ပါတယ်။
ဒေါက်တာတွန်းရဲ့စုတော်အာမာကလည်းအစွမ်းတချို့ရှိပါတယ်စုမှာလည်း super strength ရှိနေပြီးတော့ဒေါက်တာတွန်းက magic နဲ့တန်မာအောင်လုပ်တာမဟုတ်ဘဲနဲ့စုကိုယ်တိုင်ကလည်းစွမ်းအားရှိပါတယ်ဒေါက်တာတွန်းက hand to hand combat မှာ hawk နဲ့ပြန်ချနိုင်တဲ့အထိတန်မာပါတယ်သူဖန်တီးထားတဲ့နည်းပညာတွေကိုလည်းစုကနေပြီးတော့လှမ်းခေါ်နိုင်ပါတယ်ဥပမာ teleportation ဖြစ်ပါတယ်ဒေါက်တာတွန်းကညံရမ်းကောင်းပြီးအဖက်ဖက်ကပြည့်စုံတဲ့ power ရှိတဲ့ feeling တယောက်ဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ဒေါက်တာတွန်းရဲ့ original power ကိုမိတ်ဆက်ပေးတာဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုမှာဒေါက်တာတွန်းရဲ့အကျဉ်းဆုံးအခိုက်အတန့်အနေနဲ့ဘာလို့ဒေါက်တာတွန်းက feeling ဖြစ်လိုက်ရလဲဆိုတော့ကိုပြောပြချင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်